ဟောလေကျွန်တော်တို့နေ့စဉ်ဘဝမှာစဉ်းစားကြည့်အောင်ဗျရုံးမှာထိုင်နေရင်ကြွတဲ့စီကနေစိတ်ဖိစီးစရာအီးမေးလ်တစ်ခုဝင်လာတယ်ဆိုပါစို့အဲ့ဒီအီးမေးလ်ကိုဖတ်နေရင်နဲ့ရုတ်တရက်လက်ဖြားချီချွားပြီးအေးဆက်လာတာမျိုးကြုံဘူးကြမှာပါဟုတ်တယ်တော်တော်များများကြုံဘူးကြမဲ့ကိစ္စမျိုးပေါ့ဟုတ်တယ်လေကိုကနင်းတော်ထဲရောက်နေတာမှမဟုတ်တာရုံးခန်းထဲကတက်တောင်တက်တာထိုက်ခုံပေါ်မှာထိုင်နေရင်နဲ့ဒီဇယ်စာထားလေးနည်းနည်းကိုဖတ်လိုက်ရုံနဲ့ခန္ဓာကိုယ်ရဲ့အပူချိန်ကဘာလို့ရုတ်တရက်ပြောလဲတော့ရတာလဲဆိုတာမျိုးပေါ့တာမန်အဖြစ်စိတ်ဖိစီးမှုလို့ပြောလိုက်ရင်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာခန်းစားချက်တက်လို့ပဲထင်တတ်ကြတယ်ဗျာမှန်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာစိတ်ဖိစီးမှုဆိုတာကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေပေါ့ခန္ဓာကိုယ်ကနေရုပ်ပိုင်းဆိုင်ရာအရာအမခံတွန့်ပြန်နေတဲ့ဇီဝကမဖြစ်စဉ်ကြီးတစ်ခုဖြစ်နေရပါဒါကြောင့်ဒီနေ့အသိစိတ်ခွဲချမ်းစိတ်ဖြာကြီးမဲ့အစီအစဉ်မှာပေါ့နော်ကျွန်တော်တို့စူးစီးရရှိထားတဲ့ဆေးဘတ်ဆိုင်ရာဆောင်းပါးတွေစိတ်ပညာလိုင်းညွန်ချက်တွေနဲ့ဟော်မုန်းပိုင်းဆိုင်ရာဇီဝကမဗေဒအချက်လက်တွေကိုအခြေခံပြီးဆွေးနွေးသွားကြပါမယ်ဒီရှုပ်ထွေးတဲ့အချက်လက်တွေကြားထဲမှာလမ်းမပြောက်သွားစေပဲဘာကြောင့်ဒီလိုထိရတယ်ဆိုတဲ့အကြောင်းရင်းတွေနဲ့လက်တွေ့ဖြေရှင်းနိုင်မဲ့ဖြတ်လန်းနည်းတွေကိုအတူတူရှာဖွေသွားကြအောင်ဗျာကောင်းပါပြီရှင်ဒီဖြစ်စဉ်ကိုဇီဝဗေဒရှုထုံကနေအရင်ဆုံးသေချာကြည့်မယ်ဆိုရင်လူသားရဲ့ခန္ဓာကိုယ်ဟာလွန်ခဲ့တဲ့2000ပေါင်းများစွာကတိုးတဲ့တောင်ထဲမှာရှင်သန်ခဲ့ရတဲ့ဘိုးဘေးတွေရဲ့ရှင်သန်ရေးစနစ်အတိုင်းအခုထက်ထိအလုပ်လုပ်နေစေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်နေပါအောင်ဒါဆိုကျွန်တော်တို့ကရှေ့က hardware အဟောင်းကြီးကိုအခုခေတ် software အသစ်နဲ့သုံးနေတာပေါ့အဲ့ဒါတိအကျပဲရှင်စောင်းပါးဒီနဲ့အချက်လက်တွေဤကစိတ်ဖိစီးမှုဆိုတာရှောင်လွှဲလို့ရတဲ့ຢာမဟုတ်ပါဘူးဒါဟာပင်ပကချင်းချောက်မှုတွေကိုခန္ဓာကိုယ်ကအလိုလျောက်တုံ့ပြန်တဲ့စနစ်တစ်ခုပါဒါပေမဲ့ဒီစနစ်ဘလို့အလိုလုပ်တယ်ဆိုတာကိုတေချာနားလည်သွားရင်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကိုပြန်လဲထိန်းချုပ်နိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားမှာပါဟုတ်ပြီပြဿနာတစ်ခုကိုမဖြေရှင်းခင်အဲ့ဒီပြဿနာကဘေကလာတယ်လေဘလို့ပုံစံရှိတယ်လဲဆိုတာကိုအရင်ဆုံးသိဖို့လိုတယ်လေအရင်မြစ်တွေထမဖော်ပြထားတာကိုကြည့်ရင်စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေကအများကြီးပဲအလုခွင်မှာအချိန်မီပြအောင်လုပ်ရတယ်ဖိအားတွေအငင်းပွားရတာတွေနဲ့စပြီးငွေရေးကြေးအခက်အခဲဖြစ်တာချစ်ခင်ရသူဆုံးရှုံးရတာတွေပါဝင်တယ်ဒါပြင်ကားလင်းပိတ်တာယာတီတူအရင်ခေါ်ဦးတာစားတဲ့နေ့စဉ်ကြုံတွေ့နေရတဲ့လူမှုပတ်ဝန်းကျင်အခြေအနေတွေကပါစိတ်ဖိစီးမှုကိုဖြစ်စေတယ်လို့ဆိုတယ်လေဟုတ်တယ်ဒီတော့ခုနလက်ဖြားချီဖြားလေးအေးဆက်လာတဲ့ကိစ္စကိုပြန်ကောက်ရရင်လေစိတ်ဖိစီးမှုဆိုတာကားအင်ဂျင်အပူလွန်ကဲနေတာနဲ့တူသလားဗျာအင်ဂျင်ပူလာရင်အခုအငွေထတာလို့မပြတာမဟုတ်ပဲခြေလက်တွေအေးဆက်လာတာမျိုးနောက်ပြီးအဓိပ္ပာယ်မဲ့ငေးကြည့်နေမိတာမျိုးလို့ထူးဆန်းတဲ့လက္ခဏာတွေမှာပြလာတတ်လားခနာကိုယ်ကဘာလို့ဒီလိုမျိုးအချက်ပြတာလဲဆိုတာနည်းနည်းရှင်းပြပေးပါလားအဲ့ဒီခြေလက်တွေအေးဆက်လာတဲ့ဖြစ်စဉ်ကလည်းတကယ်တော့ခနာကိုယ်ရဲ့အလုံးတိကျတဲ့ကာကွယ်ရေးရန်တရားတစ်ခုအသက်ဝင်လာတာပါဥနောက်ချေတာအာယုံခတ်စနစ်ဖြစ်တဲ့အမစ်ဒလာနိုခေါန်ကနေအန်ဒီရဲ့တစ်ခုကြာရောက်နေပြီလို့တတိထောင်းမိလိုက်ကနဲ့ချစ်ချင်းတုံ့ပြန်တာပါအမစ်ဒလာဆိုတာကအန်ဒီရဲ့ကိုတတိပြေးတဲ့နှိုးဆက်လိုမျိုးပေါ့မှန်ပါတယ်ရှင်အဲ့ဒီအန်ဒီရဲ့ကတထေးစီကအီးမေးလ်ပဲဖြစ်ဖြစ်ကိုစီပြေးလာတဲ့ကြားတကောင်ပဲဖြစ်ဖြစ်ဦးနောက်ကမခွဲခြားတတ်ပါဘူးသူတိတာကအန်ဒီရဲ့ရှိတယ်ဆိုတာပါပဲအဲ့ဒီအခါမှာသွေးလေပတ်မှု system ကိုချစ်ချင်းအမိန်ပေးလိုက်တယ်ဟာဒါဆိုသွေးတွေကိုဘလို့လို့ပြစ်လိုက်တာလဲခြေဖြားလက်ဖြားလို့တိတ်အရေးမကြီးတဲ့နေရာတွေကသွေးကြိုးတွေကိုကျင်းစီပြီးတော့သွေးတွေကိုနှလုံးအဆုပ်နဲ့ကြွက်သားနေစီအဖြစ်အဝပို့လွတ်လိုက်တယ်တကယ်လို့ရန်သူနဲ့တိုက်ခတ်ရလို့တညာရခဲ့ရင်တောင်သွေးထွက်လွန်တာမျိုးမဖြစ်အောင်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ခြေလက်တွေစီသွေးအယုတ်နေပါပြီးအေးဆက်သွားတာပါရှင်အဲ့ဒီလိုကိုနေပါဦးဒါဆိုရင်လက်ဖြားလီအေးလာတာကကြားကြိုက်ခံရရင်တွေးမထွက်အောင်ခန္ဓာကိုယ်ကကြိုတင်ပြင်ဆင်ပေးလိုက်တာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့ဒီကြားကအီးမေးလ်တစ်ဆောင်ဖြစ်နေတယ်ဆိုတော့ခန္ဓာကိုယ်ရဲ့တွန့်ပြန်မှုကလက်ရှိအခြေအနေနဲ့လွဲချော်နေတာပေါ့ဟုတ်တယ်လွဲနေတာပါနောက်ပြီးဆောင်းပါးတွေမှာလူတွေနဲ့စကားမပြောချင်တော့ပဲအတိတ်ပဲမဲ့ငေးကြည့်နေမိတာမျိုးအထီးကျန်ချင်လာတာမျိုးဖက်တတ်တယ်လို့လည်းပါသေးတယ်ဒါကတော့ဘလို့တဘောတရားလဲဗျာအဲ့ဒါကလေဦးနှောက်ရဲ့လှုပ်ဆောင်ချက်ပြောင်းလဲသွားတာပါပဲအန်ဒီယေကိုရင်ဆိုင်ရတော့မယ်ဆိုရင်ဦးနှောက်ကမလူအပ်တဲ့လှုပ်ဆောင်ချက်တွေကိုယာယီပိတ်ချလိုက်ပါတယ်လူမှုဆက်ဆံရေးတို့စကားပြောဆိုမှုလို့တီထွင်ဖန်တီးမှုစတာတွေကရှင်သန်ရေးအတွက်အရေးမကြီးဘူးလေမန်တယ်ပြင်းဖို့လွတ်ဖို့ကပိုရေးကြည့်တာကိုဟုတ်တယ်အဲ့ဒီအစားအန်ဒီယေကိုပဲအာယုံစိုက်ဖို့မျက်စိစူးစိုက်မှုကိုကြီးမြောက်လိုက်တယ်အဲ့ဒါကြောင့်ဘေဘီကိုသတိမထားမိတော့ပဲတနေရာတည်းကိုစိုက်ကြည့်နေမိတာမျိုးဖြစ်လာတာပါခနာကိုကအသက်ရှင်ဖို့အတွက်ဦးစားပေးအစီအစဉ်တွေကိုရွတ်တရက်ပြောင်းလဲပစ်လိုက်တဲ့သဘောပါပဲသဘောပါပြီကောင်းပါပြီကားအင်ဂျင်အပူလွန်ကဲနေမှန်တီးပြီးဘာကြောင့်ပူလာတာလဲဆိုတာကိုလည်းနားလည်သွားပြီဒါဆိုရင်ဒီအပူချင်ကိုချက်ချင်းဘလို့ရှော့ချမလဲဆိုတာကရေးကြည့်လာပြီ
အချက်လက်တွေတန်းမှာ15မိနစ်အတွင်းစိတ်ဖိစီးမှုရောကြစေမယ်လက်တွေ့ဖြတ်လန်းတွေကိုတွေ့ရတယ်ဗျာ ဟုတ်ကဲ့ဘယ်လိုနီလန်းတွေပါလဲရှင် ဥပမာ9မိနစ်လောက်မျက်လုံးမိတ်ပြီးအသက်ကိုပြင်းပြင်းရှူတွင်းရှူထုတ်လို့ခိုင်းတာမျိုးပေါ့ဒါကပြင်းနေတဲ့ကာကို break အုပ်လိုက်တယ်လို့ချက်ချင်းရက်တန့်သွားစေမယ့်သဘောလားဒါကခန္ဓာကိုယ်ထဲမှာဘလို့ရန်တရားနဲ့အလုတ်လုတ်တာလဲ ပြောရရင်တော့အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တဲ့အခါဝမ်ပိုက်ကျွတ်သားကအောက်ကိုနှိပ်ဆင်းသွားပြီးရင်ခေါင်းထဲမှာရှိတဲ့ Vegas အာယုံကြောကိုသွားပြီးဖိမိလုံလျှော်မိတယ်လို့ဖြစ်သွားပါတယ် Vegas အာယုံကြောဆိုတာကအကြီးကကြတယ်ဟာလား ဟုတ်တယ်ရှင်ဒီ Vegas အာယုံကြောကဥနောက်နဲ့နှလုံးအစာရင်ဦးလန်းကြောင်းကိုဆက်သွယ်ပေးထားတဲ့အဓိကလမ်းကြောင်းကြီးပါအသက်ရှူထုတ်လိုက်တဲ့အချိန်တိုင်းမှာအဲ့ဒီအာယုံကြောကနေနှလုံးစီကိုဓာတုပစ္စည်းတစ်မျိုးလွတ်ထုတ်ပြီးအခြေအနေငြိမ်သက်သွားပြီးနှလုံးခုန်နှုန်းကိုရှော့ချလို့ရပြီလို့အချက်ပြလိုက်ပါတယ် ဟာဒါဆိုအသက်ပြင်းပြင်းရှူတာဟာစိတ်ကိုဖြေလျှော့ဖို့ကြိုးစားတာတတ်မဟုတ်ပဲနှလုံးခုန်နှုန်းကျဆင်းသွားအောင်ရုပ်ဖိုင်းဆိုင်ရာတိုက်ရိုက်ခလုံးနှိပ်ပြလိုက်တာပေါ့ အတိအကျပါပဲခလုံးနှိပ်ပြီးပေးချလိုက်တာနဲ့ဒီတူပါပဲ စိတ်ဝင်စားစရာပဲဗျာနောက်ထပ်ထျောက်တဲ့နီလန်တစ်ခုကရင်နွယ်အိပ်ဒါမှမဟုတ်နူးညံ့တဲ့အဝတ်စားတစ်ခုကိုလဲတိုင်းမျက်နှာရင်ပတ်နဲ့ကုတ်ကြွသားတွေမှာ10မိနစ်လောက်ကတ်ပေးတာလို့ဆိုထားတယ်ဒါကတော့ဘလို့အကျိုးသက်ရောက်မှုရှိလို့လဲပူပူလေးကတ်လိုက်ရင်ကောင်းတာလား အဲ့ဟာကဒီလိုရှင်လေဘင်းနဲ့ဂူကျွတ်သားတဲ့တဝိုက်မှာအာယုံကြောတွေအများကြီးစုဝေးနေပါတယ်စိတ်ဖိစီးတဲ့အခါတွေးကြောတွေကျင်းသွားတယ်လို့ကျမတို့ခုနဆွေးနွေးခဲ့တယ်နော် ဟုတ်ကဲ့သွေးတွေကအလဲဘောကိုစူးသွားတာကို ဟုတ်တယ်ရင်ရွေးအိတ်ကတ်လိုက်တဲ့အခါအဲ့ဒီအဖူးရှင်ကြောင့်တွေးကြောတွေပြန်ကျဲလာပါတယ်တွေးကြောတွေကျဲလာပြီးတွေးလဲပတ်မှုပုံမှန်ပြန်ဖြစ်သွားတာကိုဦးနောက်ကတွေးချားမိလိုက်တဲ့အခါခုနတက်နေတဲ့အရေးပေါ်အချက်ပြတန်တွေကိုပိတ်ချလိုက်ပါတယ်ဒါအပြင်နူးညံ့တဲ့အဝတ်စားရဲ့အထီးတွေကလည်းအရေးပြားပေါ်ကအာယုံခံဆယ်တွေကိုနိုးဆော့ပေးပြီးစိတ်ငြိစေတဲ့အာနိသင်ကိုဖြစ်စေပါတယ် အော်တဘောပါပြီဒါပေမဲ့ဒီနေရာမှာတကယ်စိတ်ဝင်စားလို့ကောင်းတာတစ်ခုရှိတယ်ဗျာအချက်လက်တွေထဲမှာလေဖြစ်စီမှုများလာရင်ဟဲ့ပက်ပက်ရဲမောလိုက်ပါလို့အကြံပြုထားတာတွေ့ရတယ်ကျွန်တော်တို့အဲ့ဒါကိုနည်းနည်းလက်မခံချင်ဘူး ဘာဖြစ်လို့လဲရှင် စဉ်းစားကြည့်လေရန်ကုန်မြို့ရဲ့ကားလမ်းပိတ်တဲ့ဒဏ်ကိုခံနေရလို့ဒေါသတွေထွက်နေတဲ့အချင်းကြီးမှာကိုကားထဲမှာကိုဟဲ့ပက်ပက်ကြီးရဲမောနေရင်ဘေးကလူတွေကယူလို့ထင်းတော်မှာပေါ့ဗျာနောက်ပြီးကိုယ်တိုင်ကလည်းတကယ်မရဲချင်းပဲနဲ့အတင်းစူးစမ်းပြီးရဲမောလိုက်တာမျိုးကဥနောက်ကိုတကယ်ပဲလှည့်စားပြီးဖြစ်စီမှုကြသွားစေနိုင်တယ်လားဥနောက်ကအိတ်လို့အလွယ်တကူအယူခံရတာလား ဟုတ်ကဲ့အယုတ်ခံရပါတယ်လို့ပဲပြောရမှာပါရှင် ဟာဟာတကယ်ကြီးလား တကယ်ပါစိတ်ပညာနဲ့အာယုံကြောပေတာမှာမျက်နှာမူရတုံ့ပြန်မှု theory ဆိုတာတစ်ခုရှိပါတယ်ပုံမှန်အဖြစ်တော့ကျမတို့ကပျော်လို့ရတာပါဒါပေမဲ့ပြောင်းပြန်နေတဲ့ကြွက်သားတွေကိုအတင်းကျပ်ရင်မောတဲ့ပုံစံမျိုးဆွဲဆန့်လိုက်တဲ့အခါမှာလဲအဲ့ဒီမျက်နှာပေါ်ကကြွက်သားလူရှာမှုအချက်ပြက်ချက်တွေကဥနောက်စီကိုရောက်သွားပါတယ် ။အော်ဥနောက်ကကြွတာလှုပ်ရှားမှုကိုပြန်ဖတ်တာပေါ့ ဟုတ်ကဲ့ဥနောက်ကမျက်နှာကြွက်သားတွေတော့ရင်မောတဲ့ပုံစံဖြစ်နေပြီဒါဆိုအခြေအနေတွေအစဉ်ပြေနေလို့ဖြစ်ရမယ်ဆိုပြီးခောက်ချက်ချလိုက်တဲ့အဲ့ဒီအခါမှာတင်းကျပ်နေတဲ့စိတ်ခံစားချက်တွေကိုရှော့ချပေးမဲ့ဓာတုတုံ့ပြောင်းမှုတွေစတင်ဖြစ်ပေါ်လာပါတာတဲ့ဒါကြောင့်ဟန်ဆောင်ပြီးရတာပဲဖြစ်ဖြစ်တွားကြတဲ့ခဲဗန်တစ်ချောင်းကြိုက်ထားပြီးပြုံးတဲ့ပုံစံလုပ်တာပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာလောက်ရက်ကနေတဆင့်စိတ်ပိုင်းဆိုင်ရာကိုလွှမ်းမိုးနိုင်ပါတယ် ။ဟာဒါဆိုရင်15မိနစ်စာဖြစ်လန်းနေသည်ကအင်ဂျင်ကိုရက်တန်အောင် break အုပ်လိုက်တဲ့သဘောပေါ့။ဒါပဲမဲ့ဗျာ PC မုံကိုချက်ချင်းရက်တန်ယုံနေတော့ခီးဆက်လို့မရသေးဘူး။ကားကိုရှေ့ဆက်မောင်းဖို့ခန္ဓာကိုယ်အတွက်လွတ်အပ်တဲ့အကောင်းမြင်ဓာတုဖြစ်စီတွေဒီနည်းအားဖြင့်လောင်စာကောင်းတွေကိုဘလို့ထုတ်လို့မလဲဆိုတဲ့အချက်စီကိုကူးတော့ကြအောင် ကုန်းပါပြီ ဆောင်းမဒီထဲမှာ happy hormone လို့ခေါ်တဲ့ပျော်ရွှင်စေတဲ့ hormone ၄မျိုးကြောင့်ပေါ်ပြထားတယ်။နမီတွေကတော့ dopamine, serotonin, oxytocin နဲ့ endorphin နဲ့အမီတွေကတော့ယင်းနှီးပြီးသားတွေပါ။ဒါပေမဲ့သူတို့ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုအသေးစိတ်ကြည့်ကြအောင်။ oxytocin နဲ့ဆက်လိုက်ရအောင်ဗျာ။သူကအချက် hormone လို့ခေါ်ကြတယ်မဟုတ်လား မှန်ပါတယ်ရှင်အောက်ဆီတိုစင်ကိုချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုကိုဖြစ်စေတဲ့ဟော်မုန်းလို့ရေးပြ၍တည်ထားကြမယ်မဲ့ဇီဝကမ္မဗေဒရှုထောင်ကကြည့်ရင်သူကအလွန်ဆွမ်းအားပြည့်ဝတဲ့ကော်တီဇောလို့ခေါ်တဲ့စိတ်ဖြစ်စီးမှုဟော်မုန်းကိုတားဆီးပေးတဲ့ဓာတ်တစ်မျိုးပါ ။အော်သူက PC မှုကိုတွားတိုက်ခိုက်တာပေါ့ ဟုတ်တယ်ကျမတို့ကချစ်ခင်ရသူတွေကိုပွေးဖက်လိုက်တဲ့အခါဒါမှမဟုတ်အိမ်မွေးတည့်ရိတ်ဆန်လေးတွေကိုပို့သက်ပေးလိုက်တဲ့အခါအရေးပြားပေါ်ကအာယုံခံတဲ့ကြောလေးတွေကနေတဆင့်ဦးနောက်ကိုအချက်ပြတ်လိုက်ပါတယ်အဲ့ဒီအခါအောက်ဆီတိုစင်တွေထွက်လာပြီးသွေးကြောထဲမှာလစ်လည်နေတဲ့ဖြစ်စီးမှုဟော်မုန်းတွေကိုသူတို့ရဲ့နေရာတွေကနေတွန်းထုတ်ပစ်လိုက်ပါတယ်
ဟာဒါဆိုရင်ခွေးလေးတစ်ကောင်ကိုပုတ်ဆက်ပေးတာလောက်နဲ့တင်ခန္ဓာကိုယ်ထဲမှာကော်တီဇောတွေကိုတွန်းထုတ်ပစ်တဲ့ဓာတုပစ္စည်းတွေအတိအကျထွက်လာတယ်ပေါ့တကယ်တော့အံ့ဩစရာပဲကျွန်တော်တို့ခန္ဓာကိုယ်ကရှုပ်ထွေးတဲ့ဓာတုစက်ယုံကြည်တစ်ခုလို့ဖြစ်မနေဘူးလားဒါဆိုကျန်တဲ့ဟော်မုန်းတွေဖြစ်တဲ့ဒိုပါမင်နဲ့ဆီရိုတိုနင်ကတော့ဘလို့အလုပ်လုပ်လဲဗျ ဒိုပါမင်ကိုကြတော့ဆူလမ်နဲ့ပျော်ရွှင်မှုဟော်မုန်းလို့သိထားကြပါတယ်။တကယ်တော့သူကတစ်ခုခုကိုရလိုက်လို့ပျော်တာထက်မကြခင်ကောင်းတာတစ်ခုခုဖြစ်တော်မယ်ဆိုပြီးမျောလင့်ချစ်ထားရတဲ့အခါအာယုံဆူဆိုင်မှုနဲ့တက်ကြွမှုကိုဖြစ်စေတဲ့မော်လီကျူမှာ ။အော်ဥပမာအရာတာရှိတဲ့အစားအစာကိုစားဖို့ပြင်ဆင်နေခြင်းမှာရင်ခုန်နေတာမျိုးပေါ့ဟုတ်လား အတိအကျပဲရှင့်အဲ့ဒီအချိန်မှာဒိုပါမင်ကထွက်နေပါပြီဆီရိုတိုနင်ကတော့လူမှုဘဝချင်းမှာကိုကလုံခြုံတဲ့အတိမပြုတ်ခံရတယ်လို့ခံစားရခြင်းမှာထွက်ပါတယ်သူကမှတ်ညင်အဆက်ချီနဲ့အစားချီစနစ်ကိုပါထင်းကြီးပေးပါတယ် ဆီရိုတိုနင်ထွက်အောင်နေအောင်ကြည့်ခံရတယ်ဆိုတာကတော့ဟုတ်သလားပြော ဟုတ်တယ်ရှင့်မနစ်ခင်းနေအောင်ချီနဲ့15မိနစ်ကနေ20မိနစ်လောက်ထိတွေ့လိုက်တဲ့အခါမျိုးလုံးလက်ကအလင်းရောင်အာယုံခံဆဲနေကနေတစ်ဆက်ဥနောက်ကိုဆီရိုတိုနင်ထုတ်ဖို့အချက်ပြလိုက်ပါတယ်ဒါကြောင့်မနက်ပိုင်းနေပူဆော်လုံးတာကစိတ်ကိုကြည်လင်စေတာပါ ကောင်းလိုက်တာနောက်ဆုံးတစ်ခုဖြစ်တဲ့ endorphin ကိုတော့တဘာဝအခိုက်အခဲပြုတ်စေးသဘောမျိုးလို့ဖော်ပြထားတယ်တချင်းနားထောင်တာခက်ခွန်တာမျိုးတွေလုံးရင်ထွက်တယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကဒဏ်ရာရမှာမဟုတ်ပဲနေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ပိုင်းဆိုင်ရာပုတ်တိုက်မှုအသေးစားလေးတွေကိုပါကုစားဖို့ဒီဆေးကိုအသုံးပြုနေတာပေါ့ တိကျပါတယ် endorphin ဆိုတာခန္ဓာကိုယ်တွင်းမှာအလိုအရောက်ထုတ်လုပ်တဲ့ morphine တက်ပါလေ့ကျင့်ခန်းလုပ်တာတချင်းကြဲကြဲဖွင့်ပြီးခခွန်တာမျိုးလုပ်တဲ့အခါကျုပ်သားတွေကအနည်းနဲ့နာကျင်မှုဖလက်ပါတယ်အဲ့ဒီနာကျင်မှုကိုတက်တာစေဖို့ခန္ဓာကိုယ်က endorphin ကိုထုတ်လုပ်ပေးပါတယ် ဒါကြောင့်လက်ချင်းခံလုပ်ပြီးရင်လူကလန်းသွားတာကို ဟုတ်တယ်အကျိုးဆက်အနေနဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတက်တာသွားယုံသားမကစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပါလျော့ကျသွားပြီးကြည်နိုးတဲ့ခံစားချက်ကိုပါရရှိစေတာပါဒါကြောင့်တဘာဝတရားကကျမတို့ကိုကိုကူးစားနိုင်စွမ်းရှိရဲ့ဓာတုစိတ်ယုံကြည်တစ်ခုထည့်ပေးလိုက်တာနဲ့အတူတူပါပဲ ကဲအဲ့ဒီလောက်အစွမ်းထက်တဲ့ဓာတုစိတ်ယုံကြည်ရှိနေပြီမဲ့ဒီဟော်မုန်းတွေကိုအများဆုံးလောင်ကျွမ်းစေတဲ့တနည်းအားဖြင့်စိတ်ဖိစီးမှုအများဆုံးပေးတဲ့နေရာတစ်ခုရှိတယ်ဗျာအဲ့ဒါကတော့ကျွန်တော်တို့နေ့စဉ်၈နိုင်လောက်အချိန်ကုန်ဆုံးနေရတယ်ရုံးလုပ်ငန်းခွင်ပဲဖြစ်ပါတယ် အေးတကယ်ပြဿနာအရင်အမြင့်ကြီးပေါ့ ဟုတ်တယ်လေအရင်မြစ်တေးထဲမှာလုပ်ငန်းခွင်ဖိစီးမှုကိုကင်တွယ်ဖို့အကြံပြုချက်တွေအများကြီးပါတယ်အဲ့ရကနေ10မိနစ်စောထိုးဖို့မနက်စာမလွတ်အောင်စားဖို့ရေများများတောက်ပြီးစီးမအောင်ထားဖို့စကားတွေပေါ့ဗျာဒါပေမဲ့ဒီအကြံပြုချက်တွေကထာမန်အတိတရားတွေလို့ဖြစ်နေတယ် ဆိုတော့ဘယ်လိုမျိုးသိကျင်တာလဲရှင် ဒီနောက်ွယ်ကဇီဝကမအလိုလိုပုံကိုနည်းနည်းထပ်တူကြည့်ချင်တယ်ဗျာဥပမာအလိုလိုနေရင်မိနစ်20ကြာတိုင်းမျက်လုံးကိုအဝေးကြည့်ပြီးအနားပေးပါဆိုတဲ့အချက်ပေါ်ဒါကမျက်စိညောင်းလို့နားခိုင်းတာတက်တက်ပဲလားဒါမှမဟုတ်တခြားကြောင်းရင်းရှိသေးလား ဒါကအလွန်အရေးကြီးတဲ့မေးခွန်းပါရှင်မျက်လုံးကိုအနားပေးတယ်ဆိုတာအမြာယုံစူးစိုက်မှုပုံစံပြောင်းလဲပြတာပါကွန်ပျူတာမျက်နှာပြင်ကိုအနီးကပ်စိုက်ကြည့်နေတဲ့အခါကျမတို့ကအာယုံစူးစိုက်ကြည့်ရှုရင်းကိုအသုံးပြုနေတာပါ အဲ့ဒီတော့ဘာဖြစ်လဲဗျာ ဘဘတဲမှာအဲ့ဒီမျိုးချင်းမျိုးတော့ရင်ကိုပဲအစင်မှာသုံးတယ်လဲဆိုရင်ထားကောင်ကိုဖိုင်းဖို့ချောင်းမြောင်းနေချိန်တောင်မို့ရန်သူကကိုတိုက်ခိုင်းမဲ့ချင်းမျိုးမှာပဲသုံးပါတယ် ဟာဒါဆိုကွန်ပျူတာကိုရှင်းနိုင်လုံလုံစိုက်ကြည့်နေတာကတားကောင်ချောင်းနေလို့ဖြစ်နေတာပေါ့ ဟုတ်တယ်လေဒါကြောင့်အဲ့ဒီမြင်အာယုံကိုကြာကြီးထုံးနေရင်တော့ကအန်တယ်ရှိနေတဲ့အသက်အနေထားမှနေရမယ်လို့ယူဆပြီးစိတ်ဖိစီးမှုစိတ်နဲ့ကိုနှိုးဆော်ထားပါတယ်ဒါပေမဲ့ပြည်ရင်ပေါက်ကနေဝေကိုလှန်ချိလိုက်တဲ့အခါမြင်ကွင်းချက်ကြည့်ရှုခြင်းချွတ်လောင်းသွားပါတယ်ဒီမြင်ကွင်းချက်အနေထိုက်ကအနားယူခြင်းနဲ့အစားချေခြင်းစိတ်နဲ့ကိုတိုက်ရိုက်တွားနီးလုံဆော်ပေးပါတယ်ဒါကြောင့်ဘေဘီဝင်းချင်းမှာအနေမရှိဖို့ထတာကိုဦးနောက်ကိုရုပ်ပန်းစင်ရလက်ခံရရှိထားပြီးဖိစီးမှုချက်ချင်းကြဆင်းကြတာပါ ဟိုးတကယ်ကိုအံ့ဩစရာပဲဦးနောက်ကိုတော်ပြီးလက်စားနေတယ်လို့ဖြစ်နေတာပေါ့နောက်ပြီးကားချက်တဲ့ဒုက္ခကင်းဝေးအောင်ကားကိုယုံတဲ့ခက်လန်လက်မှရပ်ပြီးလမ်းလျှောက်ဖို့အကြံပြုထားတာလေတွေ့ရတယ်။ငယ်လှုပ်လိုက်တာကစိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ပြစ်ဒဏ်မခံရအောင်ခန္ဓာကိုယ်အတွက်တင်းငယ်တဲ့အခွန်လေးပေးဆောင်လိုက်တာနဲ့တူနေတယ်ပေါ့။လမ်းလျှောက်တာကတွေးထဲမှာစုပုံနေတဲ့ adrenaline ကိုလောင်ကျွမ်းစေတယ်မဟုတ်လား အတိအကျပါပြီရှင်ခန္ဓာကိုယ်မှာစုပုံနေတဲ့ဖိစီးမှုဟော်မုန်းတွေကိုရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုနဲ့ရှင်းလင်းပစ်တာပါအရေးကြီးဆုံးနောက်တစ်ချက်ကလေအလုံးနဲ့စိတ်ညစ်စရာတွေကိုယုံစင်းတာနဲ့ယုံမှာပဲထားခဲ့ပြီးအင်ကိုမတည့်သွားဖို့ပါဒါဟာအလုတ်ကိုကြိုးကြိုးဆားဆားလုပ်တာထက်အလုတ်ကိုပါးနက်နက်လုပ်တဲ့ချင်းကတ်မှုပါကိုယ့်ရဲ့စွမ်းရည်တွေကိုဇီဝကမဗေဒာနီလန်းကြကြစီမံခန့်ခွဲလိုက်တာပါပဲ ။ Okay အခုဆိုရင်ချက်ချင်းတက်တာစေတဲ့နီလန်းဒီယုံတွင်အကြံပြုချက်တွေနဲ့
ဟော်မုန်းပိုင်းဆိုင်ရာနည်းလမ်းတွေကိုလေ့လာပြီးတွားပြီဒီချက်လက်တီအားလုံးမှာတူညီစွာပန်းဝင်ကြတဲ့အရာတစ်ခုရှိတယ်ဗျအဲ့ဒါကတော့တရားထိုင်ခြင်းမှာလူတော်များများကတရားထိုင်တယ်ဆိုတာဘာမှမလုပ်ဘဲငြင်းငြင်းနဲ့ထိုင်နေတာလို့ပဲထင်ကြတယ် တကယ်တော့အဲ့ဒီလိုမဟုတ်ဘူးရှင် ဟုတ်တယ်ဆော်မားရီထဲမှာတရားထိုင်ခြင်းဟာ lipid peroxide တက်ကိုတိတိတတာညော့နေစေတယ်လို့ဆိုထားတယ် lipid peroxide ဆိုတာစကလုံးအနေနဲ့ကတော့နည်းနည်းစိမ့်နေတယ်တကယ်တမ်းကျတော့တရားထိုင်တာကဘာမှမလုပ်ဖက်နေတာမဟုတ်ဘဲဆယ်ရဲ့ဖွဲ့စည်းပုံကိုပါတက်ကြွပြောင်းလဲနေတာလားဗျာ ဒီအချက်ကိုရှင်းပြဖို့အတွက် lipid peroxide ကိုဇီဝကမ္မဖြစ်စဉ်အရာတန်ချေတက်ချင်းလို့မြင်ကြည့်ပါရှင် အော်တန်ချေတက်တာဟုတ်လား ဟုတ်တယ်ကျမတို့စိတ်ဖိစီးမှုများလာတဲ့အခါခန္ဓာကိုယ်ကအောက်ဆီဂျင်ကိုအသုံးပြုပုံမမှန်တော့ပဲဆဲလ်တွေထဲမှာဓာတ်တိုးပစ္စည်းတွေများလာတယ်အဲ့ဒီဓာတ်တိုးပစ္စည်းတွေကသွေးကြောနိုင်ငံတွေကိုတန်ချေတက်တယ်လို့ထိဖိမာကြောလာပြီးသွေးကြောတွေကိုကျဉ်းမြောင်းစေပါတယ် ဆိုတော့တရားထိုင်ရင်ဘာသွားဖြစ်လဲ တရားထိုင်တဲ့အခါမှာအသက်ရှူနှုန်းနေသွားပြီးခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်သုံးစွဲမှုပုံစံပြောင်းလဲသွားပါတယ်အဲ့ဒီအခါမှာသွေးကြောတွေကိုတန်ချေတက်စင်မဲ့ဓာတ်တိုးဖြစ်စဉ်ကိုဟန်တာလိုက်တယ်လို့ဖြစ်သွားပြီးဆဲအဆင့်ထိတန့်စင်ပေးတဲ့အလွန်တက်ကြွတဲ့ဇီဝကမ္မလုပ်ငန်းစဉ်တစ်ခုဖြစ်ပေါ်လာတာပါ ဒါဆိုရင်တရားထိုင်တာကငြင်ငြင်လေးထိုင်နေတာမဟုတ်ပဲကိုယ်ခန္ဓာကိုယ်အတွင်းပိုင်းမှာတွေးကြောတွေကိုတန်ချေချွတ်နေတာနဲ့တူတာပေါ့ဗျာ မှန်ပါတယ်ရှင်တန်ချေချွတ်နေတာပါ ဒါပြင်တရားထိုင်ခြင်းကနာကျင်မှုကိုလက်ခံရယူတဲ့ဦးနောက်လှိုင်းတွေကိုပါပြောင်းလဲစေပြီးဝေဒနာကိုတက်တာစေတယ်လို့လည်းမှတ်တမ်းတင်ထားသေးတယ်ဗျာအဲ့ဒါကတော့ဘယ်လိုမျိုးလဲခွဲစိတ်ခန်းတုံးမေ့စေးလိုမျိုးကလို့လောက်တာလားအလိုင်းကြီးအများဆုံးထုတ်လက်ပါတယ် ဒါပေမဲ့တရားထိုင်ပြီးစိတ်တည်ငြိမ်သွားတဲ့အခါဥနောက်လိုင်းတွေကပိုပြီးနှွေးကွဲတည်ငြိမ်တဲ့ alpha နဲ့ theta line တွေဖြစ်ပြောင်းလဲသွားပါတယ် အဲ့ဒီတီတာလိုင်းတွေကနာကျင်မှုကိုရှော့ချက်ပေးတာလား ဟုတ်တယ်ဒီ theta line တွေများလာတဲ့အခါကြောရိုးမျက်ခြေကနေဥနောက်စီကိုပိုးလွန်နေတဲ့နာကျင်မှုအချက်ပြက်တွေကိုရရိုင်ပိတ်ချလိုက်ပါတယ်ဒါကြောင့်ကိုခန့်အားစနစ်မြင့်တက်လာယုံတာမကပြင်ပစီးဝါမပါဘဲနဲ့နာကျင်မှုနဲ့တွေးတိုးကိုပါထိန်းချုပ်နိုင်စွမ်းရှိလာတာပါဒါဟာအလွန်ကိုအောက်ဖို့ကောင်းတဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တစ်ခုဖြစ်ပါတယ် အချိန်ခါအနေနဲ့ရောရွေးရှားရှိလာဗျ အကောင်းဆုံးအချိန်ကတော့ကိုခန္ဓာရဲ့ဇီဝကမ္မဆက်ဘုံရင်တက်နေတဲ့မနက်၄နိုင်မှ9နိုင်အတွင်းသို့မဟုတ်ည10နိုင်နောက်ပိုင်းဖြစ်တယ်လို့သူတေသနာတွေကဆိုပါတယ်ရှင် ကဲအနှစ်ချုပ်ကြည့်ရရင်လေဒီနေ့အသေးစိတ်ခွဲချမ်းစိတ်ဖြာလေ့လာမှုမှာစိတ်ဖီးစည်းမှုရဲ့ထူးဆန်းတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကရှင်တန်ရဲ့စနစ်ရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုသိခဲ့ရတယ် ဟုတ်ပါတယ်ကျမတို့ရဲ့ hardware အဟောင်းကြီးအကြောင်းပေါ့ ဟုတ်တယ်လေနောက်ပြီး15မိနစ်အတွင်း Vegas အာယုံကြောကိုအသုံးပြုပြီးချက်ချင်းဖြည့်ရှင်းတဲ့နီလန်တွေပျော်ရွှင်စေတဲ့ဟော်မုန်း၄မျိုးကကိုယ့်ကိုယ်ကူးစားနေတဲ့ဓာတုဆက်ယုံကြီးကိုဘလို့မောင်းနေတယ်ဆိုတာတွေပါပဲနဲ့ ပြီးတော့လုပ်ငန်းခွင်မှာအမြင့်အာယုံကိုပြောင်းလဲအသုံးပြုပြီးပပနနနေထိုင်နည်းတွေလည်းပါသေးတယ်လေ ဟုတ်တယ်နောက်ဆုံးအနေနဲ့တရားထိုင်ခြင်းကတွေးကြောတဲ့ကတန်ချီတွေကိုဖယ်ရှားပြီးဥနောက်လိုင်းတွေကိုပြောင်းလဲပေးနိုင်တဲ့အစွမ်းထက်တဲ့လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတော့ကိုလည်းပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပါတယ် တကယ်ကိုပြည့်စုံတဲ့ဆွေးနွေးမှုပါပဲရှင် နောက်ဆုံးအနေနဲ့စဉ်းစားကြည့်စရာတစ်ချက်ရှိတယ်ဗျာရင်ဘက်ပေါ်ရင်နွေးလီ10မိနစ်လောက်တင်ထားတာတရစ်ဆက်လေးတွေကိုပုတ်တက်ပေးတာဝင်လေထွက်လေကို10မိနစ်လောက်မှတ်လိုက်တာလောက်နေတင်လူတွေအလုံးကြားမှာရင်းနဲ့ဥနောက်လိုင်းတွေအလုံးစုံပြောင်းလဲသွားလောက်အောင်ဇီဝကမ္မတန်ချီတွေကိုတောင်ဖယ်ရှားပေးနိုင်လောက်ခန္ဓာကိုယ်အလွန်နဲ့အာယုံခံစားလွယ်တယ်ဆိုရင်နေ့စဉ်တတိမထားမိပဲလှိလူရှူထားမိတယ်ကိုယ်ခန္ဓာကိုယ်ရဲ့တခြားဘလို့အမခံစွမ်းအားတွေများရှိနေအောင်မလဲဒီမိကုန်းကိုတော့ဒီကနေ့လေ့လာမှုရဲ့အဆုံးတန်နေနဲ့ချနာဟဲ့ချင်ပါလေ